တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကမ္ဘာသူကမ္ဘာတန်တတဝအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြားကြပါစေခြင်းအကျိုးငါ၎င်းရှင်တန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထာကဖြင့်သမကြီးလေးလုံးကာထာခောသဒ္ဒဘဝကာထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမေဝရံနောက်တစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောသက္ခုနှင့်ပြည့်စုံတော်မူပေသောသရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောဓတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉာဏ်တော်အင်အား7ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား7ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်တမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖယားဤသမကြီးလေးလုံးကထာစာရဘဝကထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကမ္ဘာသူကမ္ဘာတန်တတဝအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကျက်အတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြားကြပါစေခြင်းအကျိုးငါ၎င်းရှင်တန်တမှုအာယုံပြုလို့
မေတ္တာကရုဏာရှိထာကဖြင့်သမကြီးလေးလုံးဂါထာခေါ်သဒ္ဒဘာဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမေဝရံနောက်တစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောသက္ခုနှင့်ပြည့်စုံတော်မူပေသောသရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောဓတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉ္ဉံတော်အင်အား7ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား7ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်တမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖယားဤသမကြီးလေးလုံးဂါထာစရဘဝဂါထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကြအတဲများမှာလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတ္တဝအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကြအတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြားကြပါစေခြင်းအကျိုးငါ၎င်းရှင်တန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထာကဖြင့်သမကြီးလေးလုံးဂါထာခေါ်သဒ္ဒဘာဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမေဝရံနောက်တစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ပေးပါဦးမယ်သ
ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပိတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောစက္ခုနှင့်ပြည့်စုံတော်မူပေသောစရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောဓတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉ္ဉံတော်အင်အား10ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား10ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်သမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကိုလင်းစွာမနေပေးသနာတော်မူပါဖယားဤသမကြီးလေးလုံးကထာစရဘဝကထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကြအတဲများမှာလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတ္တဝါအမြတ်တို့တွေကျန်စီတိုင်းပေါက်ဆောင်တိုင်းမြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအလုံးအကိုင်အယောင်အဝယ်ကိစ္စများကြိုးစားသလောက်အောင်မြင်မှုရရှိကြပါစေခြင်းအကျိုးငါ၎င်းငွေကြေးအခက်အခဲအကြအတဲများမှလွတ်မြောက်နိုင်ကြပါစေခြင်းအကျိုးငါ၎င်းအကျွေကင်းကြပါစေခြင်းအကျိုးငါ၎င်းစီးပွားဥစ္စာများတနေ့တခြားတိုးပွားများပြားကြပါစေခြင်းအကျိုးငါ၎င်းရှင်တန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်သမကြီးလေးလုံးကထာခောသတ္တဘာဝဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူမေတောပလတရောဝရတောတိတုမေဝရံနောက်တစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံတတိယတစ်ခေါက်ဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးပါဦးမယ်သက္ခုမစရမစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောပလတရောဝရတောတိတုမေဝရံသမန္တပညာနှပြသောစက္ခုနှင့်ပြည့်စုံတော်မူပေသောစရဏ15ပါးကိုအမြဲမပြတ်လေ့ကျင့်အပ်ပြီးသောတရားအလုံးကိုသိမ့်ကြုံသိမြင်တော်မူပြီးသောတရားပိုင်ရှင်ဖြစ်တော်မူပေသောဗဉ္ဉံတော်အင်အား10ပါးနှင့်ပြည့်စုံတော်မူသောကိုယ်တော်အင်အား10ပါးကိုလည်းဆောင်တော်မူသောဝမြင့်မြတ်သမှုနိဗ္ဗာန်စုကိုလည်းပေးတော်မူတတ်သောမြတ်စွာဘုရားရှင်သည်ဖယားတပည့်တော်အားမြတ်သောစုကို
လင်းစွာမနေပေးသနာတော်မူပါဖေယာဤသမကြီးလေးလုံးကထာစရဘဝကထာတော်ကိုနာယူကြည်ညိုရွတ်ပတ်ပူဇော်ကြသဖြင့်ဘဝမှာတွေ့ကြုံနေကြကုန်သောအခက်အခဲအကြအတဲများမှလွတ်မြောက်နိုင်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာများတိုးတက်ကြီးပွားနိုင်ကြပါစေ